ဒီနေ့မြဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့တကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီကျွန်တော်တို့အားလုံးအတွက်အတူယူစရာထင်ခန်းစားတွေအများကြီးပါတယ်ရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်မယုံနိုင်လောက်အောင်ကဆေးနေလို့နှစ်သေးကြီးတူရဲ့စိတ်နေသဘောသားတွေဘလို့များအန်တော်စရာကောင်းလောင်ဖြောင်းလဲသွားခဲ့တယ်လဲဆိုတာကိုရှင်းလင်းတင်ပြပေးသွားမှာပါနည်းနည်းလောက်စဉ်းစားကြည့်ကြအောင်နော်ရွှေတငါးတန်ရှိအားတော့ချမ်းသာတဲ့တထေးကြီးတယောက်ဟာမုံလဲတစ်ချက်စားဖို့ကြီးသူများတွေလာတောင်းစားမှာကိုကြောက်ပြီးကိုယ့်ရင်ခုနှစ်ထက်မြောက်မှာတော့ပုံးနေမှာမလားကြားတာအရန်ကိုရေးစရာကောင်းပြီးလုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတယ်မလားဒါပေမဲ့ဒီလိုကြီးမားလာတဲ့ချမ်းသာချွယ်ဝမှုနဲ့ရေးစရာကောင်းလောက်အောင်ကစီနေလို့နဲ့အခြေအနေနှစ်ခုကြားကကွာဟာချက်ဟာဒီပုံမြင်လေးရဲ့အတိကအသက်ပါပဲဟုတ်ပါတယ်ရွှေရင်ကားတန်းရှိရအောင်မှာရှေးခေတ်ရာဇာကရုပ်ဖြစ်နေမနီးမဝေတက်ကလို့ခေါ်တဲ့နေကုန်းရွာနေမှာကောတိယာလို့ခေါ်တဲ့သူထေးကြီးတို့ရှိခဲ့ပူပါတယ်သူကရွှေရင်ကားတန်းရှိရအဲ့ဒီခေတ်ခေါ်ရဆိုရင်တော့ကုသ80တိတိချမ်းသာကြွယ်ဝတဲ့သူထေးကြီးပေါ့ဒါပေမဲ့သူဘယ်လောက်တောင်ကစီနေတယ်လဲဆိုတာကိုတော့စက်ပီနားထောင်ကြည့်ကြပါဦးသူရဲ့အဆုံးရောက်တဲ့ကစီနေမှုကတကယ်ကိုအန်တိုးစရာကြီးပါမြက်ပင်လေးရဲ့ထိဖျားမှာကတ်နေတဲ့စီတစ်ဆက်လောက်ကိုတောင်သူတို့မားကိုမပေးချင်တဲ့သူမျိုးလေးဘဒုကမှမေးတဲ့အပြင်သူကိုယ်တိုင်လည်းကောင်းကောင်းမစားမတော့ဘူးသူ့ရဲ့စီးစိမ်တွေဟာမိသားစုအတွက်ရောလာရောက်အလိုခံတဲ့ရဟန်းတန်ကားတွေအထက်ပါဘာအကျိုးမှမရှိတဲ့ဘူးပေါ့ရေဆုံးဘီလူကြီးကြက်နေတဲ့ရေကန်ကြီးတို့ပဲသူ့စီးစိမ်တွေကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာပါဒီလိုနဲ့တနေ့တော့တထေးကြီးဟာနန်းတော်ကအပြန်တောသူတောင်သားတယောက်မုံစားနေတာကိုမြင်သွားပြီးသူကိုယ်တိုင်လည်းအယမ်းစားချင်သွားပါတယ်ဒါပေမဲ့အစင်စားကြည့်လေသူစားချင်တယ်လို့ထောက်ပြောလိုက်ရင်တခြားသူတွေပါစားချင်လာမယ်ဒါဆိုရင်သူ့စီကစန်ဒေစီတွေကုန်သွားလိမ့်မယ်ဆိုပြီးတွေးပုံသွားတော့ဒါပေမဲ့ဘသူကမှမပြောပဲစိတ်ကိုချူတီးပြီးနေလိုက်တာနောက်ဆုံးတော့ထမင်းမစားပဲအငက်ခံတယ်လို့ဖြစ်သွားပြီးအယိုးပေါ်ရည်တင်အကျိုးတွေပြိုင်ပြိုင်ထားလာတဲ့အထိပိန်ချုံသွားပါတော့တယ်အဲ့ဒီလိုတထေးကြီးကုတင်ပေါ်မှာခွေခွေလေးလဲနေတော့သူ့ဇနီးကဘာစားချင်လဲလို့လာမေးပါတယ်အဲ့ဒီအခါကျမှသူကမုံစားချင်တယ်လို့ဖွင့်ပြောလိုက်တာပါဇနီးကြီးကဝမ်းသာအားရနဲ့တရွာလုံးစာလုပ်ပေးမယ်လို့ပြောတော့တထေးကြီးကလန့်သွားပြီးညင်ပါလိရောအဲ့ဒီလိုနဲ့လမ်းတစ်ခုလုံးစာလုပ်ပေးမယ်အိမ်သူအိမ်သားတွေစာလုပ်ပေးမယ်စသဖြင့်အဆင့်ဆင့်ရှော့ချပြီးညင်နှမ်းလိုက်ကြတာနောက်ဆုံးမှတော့စံခွဲလေးနှင်းနေပဲသုံးပြီးသူတယောက်တည်းအတွက်သာမုံလုပ်ပေးဖို့သဘောတူလိုက်ပါတော့တယ်ဒီနေရာမှာအစိုးဆုံးကသူထေးကြီးဟာတန်တရာအရန်လွန်ခဲ့နေတာပါပဲသူ့အတွက်မုံလုပ်နေတာကိုသူများတွေမြင်သွားပြီလားတောင်းဆမှကြောက်လို့ဆိုပြီးအိမ်တကားတွေကိုမြင်းကြီးထက်ကနေ9ထပ်မြောက်အထိအဆင့်ဆင့်တော့ခတ်မင်းတို့ချပြီး9ထပ်မြောက်မှာ lockdown ချပိတ်ပစ်ထဲပါရဲ့ပြီးတော့မှအပေါ်ဆုံးထပ်မှာလင်မယားနှစ်ယောက်တဲ့တိတ်တိတ်လေးမုံဆက်လို့ကြားတော့တာပေါ့အဲ့ဒီချိန်မှာပဲအန်တော်ဆရာကောင်းတဲ့အဲ့ဒီတပါးရောက်လာပါတယ်မြတ်စွာဘုရားရှင်အမိန့်တော်နဲ့အရှင်မဟာမုခလန်ကိုရောမြိုင်ကြီးကြွလာတာပါသူထေးကြီးကဒေါသတကြီးနဲ့အော်ထုတ်နေပေမဲ့ကိုရောကြီးကမပြန်ပါဘူးလေထဲမှာရက်နေပြတယ်လေထဲမှာစင်ကြံလျှောက်ပြတယ်ထက်ဝဲဘက်ကွေထိုင်ပြတယ်ပြီးတဲ့ပေါက်မှာရက်ပြပြီးနောက်ဆုံးကျတော့အခန်းတစ်ခုလုံးကိုမီးထိုးတွေနဲ့ဖုံးလွှမ်းသွားစေတဲ့ပါတယ်အန်တော်ဆရာကြီးနော်အခန်းထဲမှာမီးဟိုးတွေမွန်းလာတဲ့အခါမှာတော့တထေးကြီးလည်းဘလူးမမခံနိုင်တော့ပါဘူးကိုရောကြီးကိုမြန်မြန်ပြန်စေချင်တာနဲ့မုံသေးသေးလေးတစ်ချက်လွတ်ကျွေးလိုက်ဖို့ဇနီးဖြစ်သူကိုပြောပါတယ်ဒါပဲပဲမထင်မှတ်ထားတာတွေဖြစ်လာပါတယ်မုံနှစ်ဆက်သေးသေးလေးချလိုက်တာနဲ့တဲ့ဒေဟိုးအပြည့်ကြီးမားတဲ့မုံကြီးဖြစ်သွားပါတော့တယ်တထေးကြီးကိုယ်တိုင်နည်းနည်းလေးခက်ထဲကြီးပဲမဲ့လည်းအယမုံထက်တောင်ပိုပိုကြီးလာပါသေးတယ်မုံဒီအကုန်ကတ်နေပြီးခွာလို့မရတော့ဘူးဟုတ်ပါတယ်မုံဒီအကုန်လုံးဟာတစ်ခုနဲ့တစ်ခုကတ်သွားပြီးခွာလို့လုံးဝမရတော့ပါဘူးတထေးကြီးနဲ့သူ့ဇနီးနှစ်ယောက်စလုံးအစွန်းနှစ်ပတ်စီကနေကင်ပြီးအတင်းဆွဲခွာကြပါတော့တယ်လင်းမြနှစ်ယောက်ချွေလုံးနဲ့အပြင်းထန်ရုန်းကန်နေရတဲ့မြင်းကွင်းကတကယ်ကိုရက်စရာကောင်းလာပါတယ်ဘယ်လို့မှဆွဲခွာလို့မရခဲ့ပါဘူးဒီလိုမျိုးအပြင်းထန်အင်အားသုံးပြီးစူးစမ်းလိုက်ရတဲ့အခါမှာတော့တထေးကြီးရဲ့ခန္ဓာကိုယ်ဟာလုံးဝကိုပင်ပန်းနွမ်းနယ်သွားပါတယ်ဒါပေမဲ့အဲ့လိုပင်ပန်းသွားတဲ့အချိန်မှာပဲအန်ချောစရာကောင်းလောက်အောင်သူ့ရဲ့လုံခဲလာတဲ့လောဘနဲ့မုံစားခြင်းတဲ့စိတ်တွေဟာယူဒီယာပျောက်ကွယ်သွားပါတော့တယ်ဒါနဲ့ပဲမုံတောင်ကြီးတောင်လုံးကိုလွယ်ကြီးကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီကနေ့စင်တကယ့်ကိုမော်ဆန်တဲ့ခီးစဉ်တစ်ခုစာတင်ပါတော့တယ်အရှင်မုဂလန်ကိုရိုကြီးကတထေးလင်များနဲ့မုံတောင်းကိုယူပြီးယူဇနာ45ယူဇနာဝေတဲ့ဇေဒဝန်ကျောင်းတော်ကိုစက္ကပ်ပိုင်းတွင်တန်ခိုးနဲ့ခေါ်သွားပါတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်နဲ့တန်ခါ9ယောက်ကိုမုံဒီဆက်ကပ်ပါတယ်အန်သောစရာကတော့အဲ့ဒီမုံဒီဟာဘလောက်ကြွေကြွေမကုန်နိုင်တာပါပဲနောက်ဆုံးတော့ဘုရားရှင်အမိန့်တော်အရကျန်တဲ့မုံဒီကိုတောင်းကမ်းပါရန်တစ်ခုမှစွန့်ပစ်လိုက်ရပါတယ်အဲ့ဒီနေရာကိုမုံကမ်းပါရန်လိုတောင်းခေါ်ဆိုကြပါသေးတယ်
ကဲအခုဆိုရင် China ချက်ကိုရှင်းရှင်းလင်းမင်းရလောက်ပါပြီအရင်ကဆိုရင်တယောက်တည်းပုံအောင်ကတ်စင်းနဲ့ပြီးကိုတောင်အငတ်ခံနေကြတဲ့တရေကြီးဟာအခုတော့ဖျားရှင်ရှေးမောင်မှာဝမ်းတာကြည်နူးစွာနဲ့ထိုင်နေပါပြီဒါဒီမကတည်းပါဘူးသူ့ပိုင်ဆိုင်မှုတန်းရှေ့ရလုံးကိုတာသနာတော်တော့ရက်ရောလူတန်းလိုက်ပါပြီဒါဟာလူတယောက်ရဲ့စိတ်ထားအပိအဝပြောင်းလဲသွားနိုင်တယ်ဆိုတာကိုပြသနေတဲ့တကယ့်စံပြလူရဲ့တစ်ခုပါပဲ အဲ့လိုရောလူတိုင်းပြီးမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားရတဲ့အခါမှာတော့တတိလင်များနေအောင်စလုံးဟာသောတာပန်အဖြစ်သို့ရောက်ရှိသွားကြပါတယ်။ဒါဟာတကယ့်ကိုနဲလာတဲ့ဓမ္မအတိညာဏ်ကိုရရှိသွားခြင်းဖြစ်ပြီးသူတို့ရဲ့ဘဝအတွက်အကြီးမားဆုံးအောင်မြင်မှုကြီးပဲဖြစ်ပါတယ်။ ဒီဖြစ်ရတဲ့ဘက်ကပြီးမြတ်စွာဘုရားရှင်ကအရှင်မောဂလရဲ့လောက်ရက်ကိုပြားပြီးတုံဥပမာလေးနဲ့ချီးကျူးမိတ်ကြခဲ့ပါတယ်။ပြားပြီးတုံဟာပန်းပွင့်စီကိုလာတဲ့အခါပန်းရဲ့အရာအရှင်အနန္တီကိုမပြည့်စည်စေပဲဝိရေကိုသာဆုပ်ယူသွားတယ်လို့ပညာရှိသူတော်ကောင်းဟာလည်းရွာတဲ့ကိုစွန့်ခံဝင်တဲ့အခါဒေကာရီရဲ့တထာတရားနဲ့စီးစဉ်ကိုမထိခိုက်စေသူလို့အတိတ်ပဲရပါတယ်။အယံကိုလာပါတဲ့တင်စားချက်လေးပါပဲ။ နောက်ဆုံးအနေနဲ့ဒီလောက်လာပါတဲ့စွန့်ကြဲပေးခံမှုရဲရောမှုမျိုးကိုကျွန်တော်တို့ရဲ့နေ့စဉ်ကွာမှာဘယ်လိုသုံးချနိုင်မလဲဆိုတာကိုစဉ်းစားကြည့်စေချင်ပါတယ်။ကိုမရှိတဲ့အရာလေးတွေကိုတပေါင်းသူကိုဝိမြတ်တတ်တဲ့စိတ်ထားလေးမွေးမြူကြပါလို့တိုက်တွန်းချင်ပါတယ်။ညီကုန်းကျုံအနေနဲ့အားလုံးပဲလိုက်နာကျင့်သုံးနိုင်ကြပါစေလို့ဆန္ဒပြုရင်းအားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးတာပို့သလိုက်ပါတယ်။